Hello အားလုံးပဲမင်္ဂလာပါရှင် Story Drive King Channel လေးလေးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဖတ်ပြပေးမှာတော့ပေါ်လီယာနာဝိထုလေးရဲ့အပိုင်းနဲ့ဖြစ်တဲ့တိုက်တယ်လေးကတော့ဖိုးကြီးတွန်နဲ့နန်စီတို့အကြောင်းလေးပဲဖြစ်ပါရဲ့ရှင်နန်စီကထက်ကိုတက်အခန်းလေးထဲမှာအတုံကွန်ဆိုင်ရစီလဲရာတို့တန့်ရှည်လောက်တာတို့ဖုန်ခါရာတို့ကျန်းတိုက်တာတို့အမိုက်တွေကိုပြစ်ထုတ်တာတို့အဲ့ရအခန်းသားလေးတွေကိုပေါ်လီယာနာလာနေဖို့အတွက်အတုံကွန်ဆိုင်ပြုလုပ်နေလေရဲ့ဒါမလို့သူအဲ့လိုအတုံကွန်ဆိုင်ပြုလုပ်နေတဲ့အချိန်မှာသူ့စိတ်ထဲကမကျင်တဲ့တညကြေအောင်အားဆိုင်ထုတ်နေခြင်းသာဖြစ်တယ်နန်စီကသူ့သခင်မကိုကြောက်ရွံ့တော်လဲခံမီပါရမီပြေဝတော့သူတော်စင်တော့မဟုတ်ဘူးပေါ့နော်ဖုံတုတ်တဲ့တုတ်တန်အခန်းတောင်ကျူတောင်ကြားထဲမှာအာရှိအကုံဆောင်ရည်ထိုးရင်စီးကြကြအောင်ငါလီတကယ်သူ့ကောင်းနေရစီစိုးစိတ်ရုပ်တွေကိုဟော့တလို့ဆောင်းဆောင်ပြီးထိုးတုတ်ချင်လိုက်တာနန်စီကရေရွတ်နေရပေါ့နော်ဟုတ်ပါရဲ့စေးကြောတုတ်တင်ပေးဖို့လူနေတာတွေအများကြီးပဲဒေါ်ပေါ်လီမာဆိုပြီးတော့ပြောဆိုပြီးတော့တန်ရှင်းတွေလုပ်နေပေါ့နော်ထခုတက်စွာတကယ်ကိုကြောင်ကြຫນွေဆိုလို့ရှိရင်လည်းအရန်ပူစောင်းဆိုရင်လည်းမီးလုံစရာမရှိဒီကလေးမလေးကိုထိုးထည့်ထားမလို့တဲ့ဘယ်သူမှမလို့ခြင်းတဲ့ကလေးတဲ့ငါမပြောလိုက်ချင်ဘူးဒီလောက်အိမ်ကြီးမှာအခန်းကောင်းနေရှိပါရဲ့နဲ့လေဆိုပြီးတော့နန်စီကဒေါသဖြစ်ပြီးတော့ဒေါ်ပေါ်လီကိုဒေါသဖြစ်ပြီးတော့ပြောဆိုနေရပေါ့နော်ထို့နောက်အတော်ကြောင်တိတ်ဆိတ်စွာအလုလုနေပြီးပြောင်းရှင်းသွားတဲ့အခန်းငယ်ကလေးကိုမနစ်မြုပ်စွာလက်ပတ်ကြည့်လိုက်တယ်ငါအလုပ်တော့ပြီးပြီဖုံလည်းမရှိတော့ဘူးအခြားကလည်းဘာမှမရှိဘူးကလေးရဲ့ထရလေးအိမ်ကိုလွမ်းပြီးပြင်းနေရှာရဲ့ကလေးကိုဒီလောက်အခန်းကောင်းနေအများကြီးရှိပါရဲ့နဲ့ဒီအခန်းမှာထားမလို့တဲ့တပြင်းချဆူညံပြီးတော့အပြုံတကားကိုတွန့်ပိတ်ပြီးတော့တိုင်းကလေးနေအောင်တွန့်ပိတ်ပြီးတော့ထွက်လိုက်တယ်ပြီးတော့မှနန်စီကရုတ်တရက်သတိရသွားတယ်ဒေါ်ပေါ်လီကတကားညိတန်ကိုမကြိုက်ဘူးမလားအဲ့တော့ရုတ်တရက်လန့်သွားပြီးတော့ဟဲဆိုပြီးတော့သူ့နှခမ်းသူကိုက်မိတယ်နောက်မှဖြစ်ချင်အားဖြင့်သဘောထားကအေးလေးကြားလဲကြားပေါ်ခီးမဆိုင်ပါဘူးသူကြားတော့ကြားမှာပဲတကယ်ကိုဆိုလိုက်လေထိုနေ့ညနေကနန်စီကဥယျာဉ်ထဲမှာအလုလုနဲ့အဖိုးကြီးတွန်နဲ့စကားပြောရဲ့အချိန်နဲ့ငယ်ရလေတယ်တွန်ဆိုတာကအီအိမ်ကြီးရဲ့ဥယျာဉ်မှုလှုပ်လာဒီမှာနှစ်ပေါင်းမြည်မတွက်နိုင်အောင်ကြားခဲ့ပြီးဖြစ်တယ်နန်စီကဖိုးကြီးတွန်တစုံတယောက်ကကြည့်နေမလားလို့ဆိုပြီးတော့ဖိုးကြီးတွင်ရဲ့ပခုံးပေါ်ကလေကြော်ကြည့်ဘေးပတ်ဝန်းကျင်ကိုတခြားအကဲခတ်ကြည့်ပြီးတော့မှဖိုးကြီးတွန်Hello Mr. တွန်ဒီမှာဒေါ်ပေါ်လီနဲ့အတူနေဖို့ကလေးမတယောက်ရောက်လာလိမ့်မယ်ဆိုတာသိပြီလားလို့မေးလိုက်တယ်။ဘာတဲ့ဖိုးကြီးကကုန်းရင်အလွတ်လုံနေရမှာခက်ခဲစွာခါကိုဆန့်လာရင်မိတယ်။ကလေးမလေးတယောက်လေးဒေါ်ပေါ်လီနဲ့နေဖို့လို့နန်စီကထပ်ပြောလိုက်တယ်။နောက်ဆံမနဲ့ဟာလက်ထန်နေအနောက်ဖက်မှာဝင်လိမ့်မယ်လို့ဖိုးကြီးတော့မယုံမနိုင်ဖြစ်ပြီးတော့ပြန်ပြောလိုက်တယ်ဒါပေမဲ့နန်စီကလည်းပြောဟုတ်တယ်ရှင်ကျမကိုသူကိုယ်တိုင်ပြောတာရှင်တူမာတဲ့17နှစ်ရှိပြီလို့နန်စီကထပ်ပြောလိုက်တယ်အဲ့ဒါနဲ့ဖိုးကြီးတွန်းအံ့ဩတင်သွားတယ်ဟုတ်ပါမလားဟဲ့နေပါအောင်ဆိုပြီးတော့ဖိုးကြီးတွန်းစဉ်းစားရင်းနဲ့မက်ဂျင်နီရဲ့သမီးဖြစ်မယ်ထင်တယ်ဟုတ်ပါမလားဆိုပြီးတော့သူကရေရွတ်ရင်းနဲ့ပြန်ပြောလိုက်တယ်တဲ့အခြားဟာတွေတော့အိမ်အောင်မရှိဘူးဟဲ့နန်စီရဲ့အဲ့ဒါမက်ဂျင်နီရဲ့သမီးကလေးပဲဖြစ်မယ်ဖျားရှင်ကျေးဇူးတော်ကြောင့်အိုကြီးအိုမတွေဒါမျိုးနေရတော့မှလားလို့ဆိုလိုက်လေတဲ့မက်ဂျင်နီဆိုတာဘာလို့လဲမစ္စတာတွန်မက်ဂျင်နီဆိုတာကောင်းကင်ကတိုက်ရိုက်ဆင်းလာတဲ့သူတို့ကောင်းမလေးပေါ့ကွယ်လို့အားရပါရအဖိုးကြီးတွန်ကတယောပိကမှဒီအိမ်ကဆရာကြီးနဲ့ဆရာကတော်တို့ရဲ့တမိအကြီးပေါ့အသက်20အရွယ်မှာအိမ်အောင်ပြုတ်ပြီးတော့ဒီအိမ်ကြီးကထွက်သွားတာကြားလာပြီလေအငယ်ဆုံးကလွယ်လို့သူ့ကလေးတွေအားလုံးတေကုန်ကြရလို့တော့ကြားတယ်ခုလာမယ်ဆိုတာအဲ့ဒီအငယ်ဆုံးကလေးပဲနေမှာလို့ဖိုးကြီးတွန်းကနန်စီကိုဆက်ပြပြရပေါ့နော်17နှစ်ရှိပြီတဲ့အေးဟုတ်မယ်လို့ဖိုးကြီးတွန်းကခေါင်းငိမ်ရင်ပြောတယ်အဲ့ဒီကလေးကိုအထက်ကူးမှထားမလို့တဲ့ရှင်မတော်လိုက်တာလို့နန်စီကဖိုးကြီးတွန်ဒေါသထွက်ပြီးတော့ပြရပေါ့နော်အဖိုးကြီးတွန်ကလည်းမျက်မှောင်ကျုံကအတန်ကြာနေပြီးမှသူ့မျက်နှာတွင်ပြုံးရံရောင်ဖြစ်လာကအိမ်ထဲမှာကလေးတယောက်နဲ့ဆိုရင်မက်ပေါ်လီဘယ်နဲ့နေမလဲမသိဘူးလို့ဆိုလိုက်တယ်နန်စီကလည်းအမေကျမကလည်းအိမ်ထဲမှာဒေါ်ပေါ်လီနဲ့ဆိုရင်ဒီကလေးဘယ်နဲ့နေရှာမလဲစဉ်းစားနေတာရှင်လို့ဒိုဆက်ပြန်ပြောလိုက်တယ်
အဖိုးကြီးကရီမောပြီးတော့နင်မက်ပေါ်လီကိုမချစ်ဘူးထင်တယ်ဟုနန်စီကိုစားနောက်တူတူဆန့်ပြီးတော့ပြန်ပြောလိုက်တယ်ပေါ့နော်ဘသူကတော့သူ့ကိုချစ်နိုင်မှကြာနေတာပဲလို့နန်စီကလည်းညူးညူးဆူဆူနဲ့ပြန်ပြောလိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒေါ်ပိုလီကညနေထားတင်းမာပြီးတော့မပြုံးမရှင်တဲ့နေရာဆိုတော့ပေါ့နော်အဖိုးကြီးကထူးထူးဆန်းဆန်းပြုံးနေပြီးမှခါကိုကုန်းကအလုတ်ဆက်လုံနေလေရဲ့အတန်ကြာမှနင်ကမက်ပေါ်လီဘလောက်ချစ်တယ်ဆိုမသိဘူးထင်တယ်သူ့ချစ်သူအကြောင်းနင်မကြားဘူးလားလို့နန်စီကိုပြန်မေးလိုက်တယ်ပေါ့နော်နန်စီကအန်အော်ပြီးတော့ချစ်တတ်တယ်သူ့ချစ်သူဟုတ်လားကြံဖန်ဖန်ရှင်ကျမလည်းမကြားဘူးပါဘူးဘယ်သူမှလည်းကြားဘူးမထင်ပါဘူးလို့နန်စီကပြန်ပြောလိုက်တယ်ဟဲ့နေမကြားဘူးလို့ဒါပါရှိတာတော့ရှိပါရဲ့အဲ့ဒီလူကခုလည်းရှိပါတယ်မြို့ထဲမှာပဲလို့ဖိုးရနန်စီကိုပြောပြရပေါ့နော်ဘသူတဲ့လဲဒါတော့ငါမပြောဘူးပြောလည်းမပြောတင်ဘူးပေါ့ဟာဆိုပြီးတော့ဖိုးကြီးကကိုဆန့်လိုက်ပြီးသူ့ရဲ့ယူဝေပြားလဲမျက်လုံးစုံဖြင့်အင်ကြီးစီသူညှော်ကြည့်နေတယ်သူဒီနှစ်ပေါင်းများစွာကြာပြီးတော့ဒီအိမ်ရှင်ကြီးများအပေါ်မှာချစ်လဲချစ်တစ္ဆာလဲရှိအမှုထမ်းခဲ့တာကြာပြီဆိုတော့ပေါ့နော်သူကဝန်ထမ်းပြောရမယ်ဆိုလို့ရှိရင်အလုသမားကောင်းတယောက်ပေါ့နော်အဲ့လိုမျိုးဆိုတော့အကုန်လုံးမပြောဘဲနဲ့စကားကိုရက်လိုက်တယ်ပေါ့နော်ဒါပေမဲ့ပေါ့နော်သူ့မှာချစ်သူနဲ့ဘာနဲ့ဆိုတာတော့ဖြစ်နိုင်ပုံမရပါဘူးလို့နန်စီကတန်တရားရှိရဲ့လေတံနဲ့ပြန်ပြောလိုက်တယ်ဖိုးကြီးကခေါင်းကိုတင်းတင်းစွာရမ်းရင်မက်ပေါ်လီကိုငါတိတလောက်နင်မသိလို့ပါဟဲ့အရင်ကဆိုရင်အင်မတန်ချော့ရဲ့မိန်းမဟဲ့အခုလဲသူ့စိတ်ကချော့ရင်ချော့မှာပဲဟဲ့ချော့ရဲ့လားဒေါ်ပေါ်လီလေးလို့နန်စီကမယုံနိုင်ဖြစ်ပြီးတော့ပြန်ပြောလိုက်တယ်ပေါ့နော်ခုလိုသပင်ကိုတင်းနေအောင်ပြနေအောင်ထုံးပြီးမထားပဲအရင်လိုစတုံးနဲ့ဘာနဲ့ပန်းတွေဘာတွေပန်းလို့ကပုတ်ကီကိုပြင်ပြီးတော့ဇာအင်ကြီးတွေဘာတွေဆင်လိုက်ရင်တကယ်ချုံးမှာပါလို့အဖိုးကြီးကမက်ပေါ်လီအသက်သိပ်မကြီးသေးဘူးတဲ့အကြောင်းအရင်တော့မက်ပေါ်လီကမိမချောတယောက်ဖြစ်ကြောင်းနန်စီကိုပြောပြလိုက်တယ်ပေါ့နော်ဟုတ်ရဲ့လားရှင်ဒီလိုဆိုရင်အသက်ကြီးအောင်ဆောင်နေတဲ့နေရာမှာတော့တကယ်တော်တယ်ရှင်လို့နန်စီကအခုသူမြင်နေရတဲ့မောက်မာတဲ့ခက်ထန်တဲ့မိမကျန်းကြီးပုံစံကိုပဲသူကမြင်နေရပါတော့အရင်တော့အခြေအနေတွေမယုံမကြည်နိုင်ဖြစ်ပြီးတော့ပြန်ပြောလိုက်တယ်ပေါ့နော်အေးဟဲ့ဒါလည်းသူ့လူနေမကြည်မလဲဖြစ်ကြတဲ့အချိန်ကစပြီးအဲ့တလူပုံစံဖြစ်သွားတာပဲအဲ့ဒီကလေးကစပြီးတမသည်စပြီးတမတအိမ်စောက်နေတယ်လို့ပဲပြောလို့ဆိုလို့မကောင်းတော့ဘူးလို့အဖိုးကြီးတုံးကနန်စီကိုပြောပြလိုက်တယ်ပေါ့နော်ဟုတ်ပါရဲ့တော့ဘယ်တော့မှအလိုမကျနိုင်ဘူးဘလောက်ပဲလှုပ်လို့ဘလောက်ပဲကြိုးစားကျမလေးတကယ်ပါအင်္ဂလူတွေအတွက်လူနေတဲ့ငွေကိုငဲ့နေလို့တာပေါ့ဟင်းနောက်ဆိုတနေ့ဒီအင်္ဂတွေဘယ်တော့ထွက်သွားရမလဲပဲတွေးနေမိရဲ့လွတ်ပြီးကျွတ်ပြီးမိနန်စီပဲရှင်ဆိုပြီးတော့တကယ်လေးကျမထွက်သွားလိုက်ခြင်းရဲ့လို့အဖိုးကြီးနန်စီကိုပြန်ပြောနေမိရဲ့ပေါ့နော်နန်စီကအဖိုးကြီးလဲဦးကောင်းတင်းရမ်းနဲ့ငါသိပါတယ်ဟဲ့ငါနားလဲပါတယ်ဒီလိုပဲဖြစ်မှာပါပဲဒါပေမဲ့အဲ့ဒီဟာကောင်းတော့မကောင်းလာဘူးခလေးမရဲ့မကောင်းဘူးကွငါပြောရင်ယုံပါကွကောင်းတော့မကောင်းဘူးဟုပြောကခါကိုကုန်း၍ခေါင်းကိုငုံကသူ့ရှေ့တွင်ရှိသောအလုပ်ကိုဆက်လုပ်နေလေသည်ထိုစဉ်နန်စီဟုဆူရှာသောအတန်တစံကခေါ်လိုက်လေသည်အဲ့ဒီအတန်ကတော့ဒေါ်ပေါ်လီပေါ့နော်ဟုတ်ကဲ့မမဆိုပြီးတော့နန်စီကတော့ကညောထုကအင်ကြီးစီတို့ခတ်တုတ်ပြေးဝင်သွားလေတော့သည်ကျေးဇူးတင်ပါတယ်ရှင်ဒီနေ့ကတော့အပိုင်း2ကလေးကတော့ဒီလောက်ပါပဲရှင် Story by King